ဘဲကြီးဘာမှမရှိတဲ့ပင်လေပင်ကြီးရဲ့မှာသူဟာငှက်ပေးနဲ့တရားတော်မယ်ဆေးဖိနေခဲ့ပါတယ်ဒါပေမဲ့မထင်မဲ့ပဲကန်ကောင်းထောက်မစွာနဲ့နာမည်တကောင်ရောက်လာခဲ့ပါတယ်ဒီငါမကတော့လူသားကိုတည်ရစာဖြစ်စားဖို့ကြံစီခဲ့ရပါဒါပေမဲ့ကဲဆိုးခြင်းတော့စကိလေးဘောကလူကိုသူဘလို့မှကဲလို့မရခဲ့ပါဘူးနာမည်လေးတော်တော်ထွတ်နေလေလေကလေးကိုတင်းတွန်းပြီးရှေ့ကိုပြင်းထန်ကူးခတ်ပါတော့လေအဲ့ဒီလိုနဲ့ပဲလူသားဟာကျုံးလေးတစ်ကျုံပေါ်ကိုလိုလျောက်ရောက်သွားခဲ့ပါတယ်လူသားလည်းနာမည်ကိုကျေးဇူးတင်ဖို့အောင်ချင်းမရပဲကျုံပေါ်မှာတရှင်တမိုးအတွက်စက်တင်ကြိုးစားရပါတော့လေသူဟာယာယီတဲ့လေးတစ်ခုကိုအရင်ဆုံးလျှောက်ပြီးလက်ဆန်သားယူဖို့ပြင်လိုက်ပါလေဒါပေမဲ့ကန်ဆိုးခြင်းတော့ညတန်းကောင်မှမိုးရေကြီးကျရွာချလိုက်ပါလေမိုးပေါ်မှာမိုးရေတွေအန်ထုံးလာပြီးတဲထဲကိုဝန်ခနဲ့ပြိုကျလာတာကြောင့်သူတကူလုံးရေဆွဆွဲပြီးချမ်းသာသွားခဲ့ရပါလေနောက်တနေ့မနေ့မှာတော့သူဟာတနေ့တည်းနဲ့တင်တကြီးသွားသလိုမျိုးရုပ်ပစ်စင်ပစ်ဖြစ်သွားပါတော့လေဒါပေမဲ့သူ့ရဲ့ကံကောင်းခြင်းတွေကကုန်းမသွားသေးပါဘူးမလဲမကက်မှာကြီးမားတဲ့တမပေကြီးတစ်စင်းကိုသူတွေ့လိုက်ရပါလေတမောထဲမှာပင်းကိုအိမ်တွေပြီးဖြစ်နေပေမဲ့သူဟာတတိမွေးပြီးအတွင်းထဲထိဆင်းကြည့်ခဲ့ပါလေအခန်းတစ်ခါတစ်ခုကိုတုံဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာတနက်ကင်ထားတဲ့လူဝမ်းတစ်ကောင်ကိုတွေ့လိုက်ရပါလေအဲ့ဒီလူဝမ်းဟာသူ့ကိုမင်းသားနဲ့ရင်းခွင်းထဲကိုဝမ်းသာအားရပြေးဝလာရုံတင်မကပဲသူ့ရဲ့ပစ္စည်းတို့လောင်ရုံကြီးကိုပါလက်ပြပါတော့လေအဲ့ဒီထဲမှာတော့တောင်းဝင်တဲ့ပစ္စည်းကိရိယာတွေအများကြီးရှိနေပါလေအဖိုးဖြစ်တဲ့လူဝမ်းလေးရလာတဲ့ခါမှာတော့သူဟာအားရင်တွေပြေးဝလာပြီးလူဝမ်းလေးနဲ့သူစင်ခတ်အင်ဂျီတစ်လုံးကိုစတင်ဆောက်လုပ်ပါတော့လေနောက်ဆုံးမှာတော့မိုးတယ်လေးတဲ့ငါနေကောက်ွယ်ပေးနိုင်တဲ့အင်းလေးတစ်လုံးရရှိသွားခဲ့ပါပြီပြင်းလာတဲ့ခါမှာလဲသူဟာလူဝမ်းလေးနဲ့သူကောတရဲ့ရင်ပျော်ပါချင်းကုန်းဆုံးနေပါတော့လေကောတရဲ့နေရင်ရှေလုံးပြီးဘောလုံးရဲ့ဝေးကိုလွန့်ထွက်သွားခဲ့ပါလေဘောလုံးသွားကောက်တဲ့ချိန်မှာတော့နေပင်ပေါ်မှာထူးဆန်းတဲ့ခြေရာတစ်ခုကိုသူတတိထားမိလိုက်တယ်အဲ့ဒီခြေရာဟာသူ့ခြေထောက်ထက်အများကြီးတင်းရနေတာကြောင့်ကျုံးပေါ်မှာမျိုးသမီးတယောက်ရှိနေနိုင်တယ်လို့သူတန်တရားဝင်သွားပါလေသူဟာလူဝမ်းလေးကိုခေါ်ပြီးခြေရာတိုင်းတော့ရောင်ခံလဲသွားပါတော့လေခြေရာတွေဟာကျင်းမြောင်းတဲ့ကိုပေါဝါတစ်ခုရှိမှပြောဆုံးသွားတာကြောင့်သူဟာဘာမှမစင်စားပဲကိုယ်ထဲကိုတိုးဝင်သွားခဲ့ပါလေအဲ့ဒီကိုယ်ထဲမှာထူးဆန်းတဲ့ပေါက်တွေရှိနေပြီးအပြင်ကနေကြည့်မယ်ဆိုရင်တော့ဒါဟာကြီးမားတဲ့ရုပ်တုကြီးတစ်ခုဖြစ်နေတာပါအဲ့ဒီချိန်မှာပဲနေအောင်ဝတ်စုံနဲ့လာပါတဲ့မျိုးသမီးတယောက်ဟာရုပ်တုရှိကိုဖိနှင်းစွာလဲလျှောက်လာပြီးဘန်းတွေနဲ့ပူဇော်ကန်တော့နေပါလေသူမခါကုန်းလိုက်တဲ့ချိန်မှာပဲမျိုးသားဟာရုပ်တုတွေကနေပြင်းကိုထွက်ဖို့ပြင်လိုက်ပါလေမျိုးသမီးကမောကြီးမှာတော့ရုပ်တုတွေကထွက်လာတဲ့မျိုးသားကိုမြင်ပြီးလက်ဖြစ်ကအော်ဟစ်ပါတော့လေမျိုးသားလည်းသူမရဲ့အော်တန်ကြောင့်လန့်ပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါလေမျိုးသမီးဟာလူစိမ်းကိုမြင်လာနဲ့ချက်ချင်းတက်ခဲ့ပါတော့လေဒါပေမဲ့သူမဟာမျိုးသားရဲ့အင်အားကိုမရှင်းနိုင်ပဲနေပင်ပေါ်မှာဖိခံလိုက်ရပါလေသူမဟာဘလို့မှပြင်မတဲ့နိုင်တော့တဲ့ခါမှာတော့ညက်ခန့်တယ်လို့မျိုးနင်းတက်သွားပါလေဒါပေမဲ့မျိုးသားကလဲလွတ်လိုက်တာနဲ့သူမဟာတစ်ခါထက်ပြီးခုံးတက်ခဲ့ပြန်ပါလေနောက်ဆုံးမှာတော့မျိုးသားဟာသူမကိုကျိုးနေတော့ပြီးအင်ကိုခေါ်လာခဲ့ရပါတော့လေမျိုးသမီးကနေနေတက်ရှိနေပြီလို့ထင်ရတဲ့ခါမှာတော့မျိုးသားကကျိုးလေးကိုဖြေပေးပြီးတေးတေးချာချာစကားပြောဖို့ကြိုးစားပါလေမျိုးသမီးကတော့စကားနားမလဲတယ်လို့ဟန်ဆောင်ပြီးလက်ဟန်ချေဟန်နဲ့လည်းစစ်တွေပါလေမျိုးသားကခမ်းမန်းကြည့်လိုက်တဲ့ခါမှာတော့ချင်းလေးကိုကြမ်းဖင်းတိလိုက်ရပါပြီတကယ်တော့ဒီမျိုးသမီးဟာကျုံဘော်ကမျိုးနယ်စုတစ်ခုရဲ့မင်းသမီးဖြစ်ပါလေသူမရဲ့ဖခင်ဖြစ်သူကသူမကိုတခြားမျိုးနယ်စုတစ်ခုစီလက်ထပ်ဖို့တင်းကျပ်ပေးစားခြင်းနေရကြောင်းသူမဟာထွက်ပြေးလာခဲ့ရပါသူမရဲ့ဖခင်ဟာရန်ကိုရက်စစ်တက်ပြီးတကယ်လို့သူမပြန်ဖက်မိသွားရင်ကွန်ပျူတာခံရမှာဖြစ်ပါလေရှုံးနေတင်ပြီးမှမို့လိုက်ရဖို့လို့လေးနဲ့အားပေးသွားဖို့တောင်းဆိုခြင်းပါတယ်မဖြစ်ပါလေမျိုးသားကတပုံမပေါက်တယ်လို့ဖြစ်နေရကြောင်းမင်းသမီးလေးဟာစစ်မရှိတော့ပဲဟန်ဆောင်မနေတော့ပဲစကားတွေပြောချလိုက်ပါတော့လေမျိုးသားကလည်းသူမလိန်ညာထားတာကိုစစ်မရှိပါဘူးမင်းသမီးလေးရဲ့ဖြစ်ကိုကြားပြီးနောက်မှာတော့သူကသူမကိုဒီမှာပဲနေကိုနဲ့သူကိုယ်တိုင်ကားကွယ်ပေးထားမယ်လို့ကမ်းလှမ်းလိုက်ပါတော့လေညဘက်ရောက်တဲ့အခါမျိုးသားဟာလူကြီးလိုကောင်းပြီးတစွာနဲ့အိမ်ထဲမှာမင်းသမီးလေးကိုအေးဆေးဆေးအိတ်ဆေးပြီးသူကတော့တင်မှာပဲပုတ်ခတ်ရွှဲပြီးအိတ်ဖို့ဆုံးဖြတ်လိုက်ပါလေဒါကိုမင်းနဲ့မင်းသမီးလေးကများတို့ပေါ်ထင်းကြီးစိတ်တွေဖောက်ဖောက်ဖြစ်သွားတာပေါ့ဒါပေမဲ့ကန်ဆိုးကျင်တော့ညတန်းကောင်မှမိုးတွေတိထန်စွာရွာချလိုက်ပါတော့လေမျိုးသားဟာမိုးခုတ်ဖို့အိမ်ထဲဝင်ဖို့ပြင်ပေမဲ့အင်းဆောင်ဖြစ်တဲ့လူဝမ်းမလေးကတားကန်ပြီးပါဝါကနေစီးတာပါလေသူနားကလိုက်တာနဲ့လူဝမ်းမလေးကတားနဲ့ရင်ဘတ်ကိုထောက်ပြီးဘလို့မှပေးမဝင်ပါဘူးမျိုးသားကများဘလို့ပဲပြောရမထင်တာကြောင့်နောက်ဆုံးမှာတော့ရှုပ်ပေးပြီးဆောင်းတစ်ထဲပဲတောင်းလိုက်ရပါလေလူဝမ်းမလေးပေးတဲ့ဆောင်းကလေးကိုခြုံပြီးမိုးလေးလေးထဲမှာစစ်တူလုံးနဲ့အိမ်နေအောင်မှပဲသူစီးထားတဲ့ပုခက်ကပါပြကြသွားပါသေးတယ်နောက်တနေ့မှာတော့ချင်းလေးတွေကပြန်လဲသားရလာပါတဲ့မင်းသမီးလေးကနားဖမ်းပေးတယ်လို့လူဝမ်းမလေးကိုလည်းလက်ပြောသေးတွေကျွေးပါလေအားလုံးဟာပြောပါရှိနေကြတော့မျိုးသားကတော့ကျွန်းပေါ်ကလွတ်မြောက်ဖို့ကိုကြီးတောင်းစာကိုပလင်းလေးထည့်ပြီးပင်လေးမျောလိုက်ပါလေအဲ့ဒီအချိန်မှာပဲပလင်းမျောသွားတဲ့လမ်းကြောင်းအတိုင်းလေချိုကန်းကျဲကိုကလာတာကိုသူမြင်လိုက်ရတယ်မျိုးသားကတော့ရန်သူတွေလာဖမ်းပြီးထင်းတဲ့မင်းသမီးလေးကိုပုံဖို့ပေးလွှတ်တတိပေးရမယ်မင်းသမီးလေးကတော့ဝမ်းသာအားရကန်းကျဲကိုပေးသွားပါလေတကယ်တော့ရောက်လာတာကသူမရဲ့မျိုးနွယ်စုကတုံငယ်ချင်းမင်းမလားလေးတွေဖြစ်နေလို့ပါမင်းသမီးလေးကမျိုးသားကိုလက်ညှိုးထိုးပြလိုက်တာနဲ့မင်းမလားလေးတို့ဟာမျိုးသားစီကိုဝန်ခံနေပေးဝင်လာပါတော့လေမျိုးသားဟာကြောက်ပြီးရေလဲခုန်ချပေမဲ့မင်းမလားလေးတွေကလည်းနောက်ကနေတရက်ဆက်လဲခုန်ချကြပါလေခုတော့မျိုးသားဟာမင်းမလားလေးတွေကြားမှာနန်းကြနေပါပြီသူတို့ကမျိုးသားကိုရမ်းချကြလုံးလို့လမ်းတောင်လျှောက်ခိုင်းတာမဟုတ်ပဲဝိုင်းမပြီးတွားကြတာပါဝေရှမ်းပုံထက်တောင်ကန်ကောင်းနေပေမဲ့ဒီလောက်များပြားတဲ့ဇလန်းတွေနဲ့တော့မျိုးသားတယောက်တကယ်ပဲခံနိုင်ရရှိပါမလားမျိုးသားဟာများပြားလာတဲ့စနေမရတွေကိုစစ်တက်လို့စီကန်းတကြစီမံခန့်ခွဲဖို့စူးစမ်းပါတော့လေဒါပေမဲ့စနီးတီလေးတွေကတော့
ခေပြုံးပြုံးမှာပဲချိုးသားတဲ့နန်းတပွင့်ပေးလိုက်ရုံနဲ့တည်းမျိုးသားကများခေါင်းလွင်မှုပြီးကုန်းရောက်ပေးလိုက်ရပါတော့လေအခုလိုလူရည်တိုးလာတာကြောင့်မျိုးသားဟာစနစ်တွေကိုခေါ်ပြီးတင်မောပစ်ထဲကသုံးဆောင်ပစ္စည်းတွေကိုတွားရောက်တည်ယူပါလေထူးထူးခြားခြားတင်မောရဲ့မှာမိရှုမိပဲလွဲ့အများကြီးရှာတွေ့ခဲ့တာကြောင့်မတော်တဆမင်းမလောင်အောင်ရုပ်တုကြီးနောက်ကကိုထဲမှာတိခြားခြားတွားတင်ထားလိုက်ပါလေအင်းလေးကလည်းလူတွေနဲ့ပြီးနေနေတာကြောင့်အင်းချဲဝတ်အတွက်စနစ်ကြီးနဲ့တမ်းပင်နေတော့မှာပဲအုံးပင်ပေါ်မှာမှန်းကြည့်ပြီးအလှပင်နေတဲ့စနစ်တွေကမှန်နေကနေရန်သူတွေကိုလက်မြင်လိုက်ပါလေရစစ်တဲ့မျိုးလေးစုခေါင်ဆောင်ဟာလူအုပ်ကြီးနဲ့တူကျုံမော်ကိုလာနေပါပြီးစနစ်ရဲ့တတိပိတ်တန်ကြောင့်တကြုံလုံးပြားရခတ်သွားပြီးဘာလို့ရမှမသိဖြစ်နေချိန်မှာမျိုးသားကရှေ့ထွက်ပြီးအချိန်လေးကိုထင်းလိုက်ပါလေသူဟာစနစ်တွေကိုစီစဉ်တန်းတောင်းခွေးပေးလိုက်ပြီးသူကတော့လူအလေးနဲ့တူအဝေးကနေကုတ်ကဲဖို့ပြင်ဆင်လိုက်ပါလေမျိုးနဲ့စုခေါင်ဆောင်ဖို့ဖွဲ့ကမ်းပေါ်တက်လာတဲ့အခါစနစ်ကြီးနဲ့ဖွဲ့ကတန်းစီပြီးလဲကြိုဆိုကြပါလေဒါကတော့ရန်သူကိုရမ်းပြလာပါစနစ်ကြီးကခေါင်းဆောင်ကြီးကိုဒီမှာထူးဆန်းတဲ့ရတစ်ခုရှိတယ်လို့ညာပြောပြီးရုပ်တုကြီးစီခေါ်သွားချိန်မှာကျန်တဲ့စနစ်တွေကရန်သူတွေကိုလက်ဖောက်ပြီးခေါင်းဆောင်ကြီးရဲ့လက်မှာတော့ရေအောင်မဲတလုံးကိုတိတိစီချင်းအောင်လဲပါလေရုပ်တုနောက်မှာပုံနေတဲ့မျိုးသားကလူဝဲလေးကိုရေပိုက်ဖွင့်ခံပြီးခေါင်းဆောင်ကြီးတို့ကိုအပင်းနဲ့ရေပြီးအားနဲ့တက်ခိုက်ဖို့ပြင်ပါလေဒါပေမဲ့လူဝဲလေးကရေပြီးအားကိုလုံးကျုံဖွင့်လိုက်တာကြောင့်မျိုးသားပါရင်နဲ့တူပြင်ကိုလွတ်ထွက်သွားပါတော့လေအဲ့ဒီကြားတဲ့လူဝဲလေးကပြာရခရဲမိချစ်တဲ့နဲ့ကိုတင်းမိပြီးတင်းထားတဲ့မိရှုမိပဲတွေကိုမိဆွဲသွားစေပါလေတကြုံလုံးမိရှုမိပဲတွေပောက်ကွဲပြီးမိပွင့်တွေလွတ်ရှင်ကုန်လာကြောင်းလူတန်းထွက်ပြေးကြရပါလေခေါင်းဆောင်ကြီးလည်းကြောလန့်ကြနဲ့လေဘော်တပြေးတဲ့ချိန်မှာစနီးကြီးကကျိုးတင်ပြင်ထားတဲ့မန်ကျိုးကိုဆွဲလိုက်ပါလေလေဘော်ကမိုင်းဟာခေါင်းဆောင်ကြီးကိုပင်လဲအထိလွင့်ထွက်သွားစေပြီးအုံးမင်းတပင်နဲ့တက်မိကရဲတန်သွားပါလေခေါင်းဆောင်ကြီးဟာကန်ကောင်းလို့တက်မတည်ပဲကြံရိတ်ခဲ့ပါလေဒီလောက်ထိရှွန်ပေးလိုက်ရပြီးတဲ့နောက်မှာတော့ခေါင်းဆောင်ကြီးဟာစိုးသွားနာတွေကိုရဲတက်လိုက်ပါတော့လေခုတော့သူဟာမျိုးသားနဲ့တူအေးဆေးဆေးထိုင်ပြီးစားတော့ရင်မင်းမလားလေးတွေရဲ့မခုံဖြောပြမှုတွေကိုကြည့်ကပြောပါချင်းကုန်းဆုံးနေပါတော့တယ်